မှန်ဒီနဲ့တည်ရင်လေကဒီငနန်းနှစ်ကောင်နည်းနည်းတော့ပြောဦးမယ်ကွာပြောဦးမယ်နည်းနည်းတော့ပြောဦးမယ်မင်းတို့အကွက်ချွေတာလေးတိတ်လှတယ်ကွာနော်မင်းတို့ငနန်းနှစ်ကောင်အကွက်ချွေတာလေးတိတ်လှတယ်နော်မင်းတို့စခန်းနေနော်စစ်ဌာနချုပ်တွေတိုင်းတွေကိုတင်ခဲ့တာမင်းတို့ကြည့်ပဲမဟုတ်ပါဘူးကွာနော်တော်လိုင်းရဲဘော်တွေလည်းပါတယ်နော်မြို့တွေစခန်းတွေတိုင်းတွေနော်တင်ခဲ့တာမင်းတို့ကြည့်တင်ခဲ့တာမဟုတ်ပါဘူးကွာတော်လိုင်းရဲဘော်တွေလည်းပါတယ်နော်တော်လိုင်းရဲဘော်တွေအသက်တွေနဲ့ရင်းပြီးတော့တိုက်ခဲ့တာတွေနော်မင်းတို့ရွှေ့တဲ့အကွက်တွေတိတ်လှတယ်နော်မင်းတို့ငနေနှစ်ကောင်ဘာလဲခုကကြမှာနော်တရုတ်ဖိအားကြောင့်ပြန်ပေးရတာပါဆိုတော့တရုတ်နဲ့မဟာလာနဲ့မင်းတို့ကလက်ဝါးချင်းရိုက်ပြီးတော့အကွက်တွေရွှေ့ကြတာပေါ့နော်တကယ်အသက်တွေပေးပြီးတော့ရင်းသွားတာတော်လိုင်းရဲဘော်တွေပါကွာနော်မင်းတို့အရေးရှင်းနဲ့နော်မျိုးတွေတိုင်းစစ်ဌာနချုပ်နေမပြောနဲ့စခန်းတစ်ခုတော့မင်းတို့အရေးရှင်းနဲ့မသိမ့်နိုင်ပါဘူးကွာမင်းတို့တော်လှန်ပြီးတော့တိုက်ခဲ့တာဒီစစ်အာဏာရှင်စစ်ခွေးမိစ္ဆာတွေကိုမင်းတို့တိုက်ခဲ့တာဘယ်နှခါများအနိုင်ရခဲ့ဘူးလို့တော့ဘယ်မျိုးရွာတွေကိုများမင်းတို့သိမ့်ကြနိုင်ခဲ့ဘူးလို့တော့ဒီငနဲနှစ်ကောင်အမှန်ဒီနဲ့တည်ရင်လေကငနဲနှစ်ကောင်ပြောချင်တာအခုမျိုးရွာတွေစခန်းတွေတိုင်းစစ်ဌာနချုပ်တွေကိုတင်ခဲ့တာမင်းတို့အရေးရှင်းကြည့်ပဲမဟုတ်ပါဘူးတော်လန်ကြီးရဲဘော်အရေးရှင်းနေလဲပါပါတယ်မင်းတို့အရေးရှင်းကြည့်ပဲဆိုရင်စခန်းငယ်လေးတစ်ခုတော့မင်းတို့မသိမ့်နိုင်ပါဘူးကွာနော်မင်းတို့ရှက်တက်မယ်ဆိုတေလို့ရတယ်နော်မင်းတို့အမှန်ဒီနဲ့တည်ရင်လေကဒီငနဲနှစ်ကောင်နော်ရှက်တက်ရင်တေလို့ရတယ်နော်မင်းတို့ကြီးကြော်ခဲ့တော့ကျတော့ပြည်သူစန္ဒနဲ့တထက်တည်းကြားပါမယ်ပြည်သူသဘောတိုင်းမှာပဲဆိုပြီးတော့မင်းတို့ကြင်ညာခဲ့တာနော်မင်းတို့ပါဇက်တွေကပြစ်တစားတော့မှတောင်မှပြစ်တစားဖင်တော့တောင်မင်းတို့တန်ကြီးမရှိဘူးနော်မင်းတို့ပါဇက်တွေနော်မင်းတို့ကမဟာလာနဲ့တရုတ်နဲ့မင်းတို့က3ယောက်ပေါင်းပြီးတော့လက်ဝါးချင်းရိုက်ပြီးတော့အကွက်လှလှလေးရွှေ့သွားတယ်နော်မင်းတို့ပြောပြအောင်မယ်မင်းတို့ငနဲနှစ်ကောင်တော်လိုင်းရဲဘော်တွေကအသက်နဲ့ရင်းပြီးတော့လှုပ်ခဲ့တာကွာနော်ငွေနဲ့ကြီးနဲ့ရင်းပြီးတော့လှုပ်ခဲ့တာမဟုတ်ဘူးအသက်နဲ့ရင်းပြီးတော့လှုပ်ခဲ့တာဘာလို့မင်းတို့မျိုးမြတ်လေးရသွားတဲ့ခါကျတော့တော်လိုင်းရဲဘော်တွေကိုကန်ချခဲ့တာနော်မင်းတို့ငနဲနှစ်ကောင်မင်းတို့အရေးရှင်းကြည့်ပဲဆိုရအောင်စခန်းငယ်လေးတစ်ခုတော့မင်းတို့မသိမ့်နိုင်ဘူးမြို့ရွာတွေမပြောနဲ့တိုင်းစစ်ဌာနချုပ်တွေမပြောနဲ့စခန်းငယ်လေးတစ်ခုတော့မင်းတို့မသိမ့်နိုင်ဘူးမင်းတို့စခန်းရှိရမျက်နှာသာလောက်တော့မင်းတို့မသိမ့်နိုင်ဘူးနော်မင်းတို့သိအောင်ပြောပြမယ်မင်းတို့ငနဲနှစ်ကောင်ပြောတာမင်းတို့ရွှေတဲ့အကွက်တိတ်လှတယ်မင်းတို့ကဘာလဲခုကကြမှာတရုတ်ဖိအားကြောင့်ပြန်ပေးရတာပါဆိုအစကနေဦးတွေကတရုတ်ကိုကြောက်နေမင်းတို့မလုံနဲ့လေကွာဒီစစ်မိတ်စာတွေမင်းတို့တော်လှန်စရာအကြောင်းမရှိဘူးလေကွာခုကကြမှာမင်းတို့တရုတ်ဖိအားကြောင့်ဆိုတော့မင်းတို့စကယ်လုံးလေးရတိတ်လှတယ်နော်မင်းတို့အကွက်တွေရွှေ့တာလေးတိတ်လှတယ်အေးမင်းတို့လှုပ်တဲ့ဒဏ်မင်းတို့ရှိပြန်လာလိမ့်မယ်နော်မင်းတို့ပြည်သူကိုမင်းတို့ပြန်ပေးဆက်ရလိမ့်မယ်မပေးဆက်လို့မရဘူးနော်တော်လိုင်းရဲဘော်တွေကအသက်နဲ့ရင်းခဲ့တာကွာငွေနဲ့ရင်းခဲ့တာမဟုတ်ဘူးမင်းတို့ကအဲအကောင်ခန်းထဲမှာမိတ်ထိုင်ပြီးတော့မျိုးမြတ်လေးယူသွားတာနော်တကယ်အသက်နဲ့ရင်းခဲ့တဲ့ကောင်တွေကတက်နဲ့ရင်းခဲ့ရတာနော်မင်းတို့ပဲဒီတော်လိုင်းရဲဘော်တွေနဲ့ပြည်သူတွေနဲ့လက်တွဲပါမယ်ပြည်သူရဲ့ဆန္ဒတစ်ထပ်တည်းကြားပါမယ်ဆိုတော့မင်းတို့ပါဇက်တွေကပြောခဲ့တာအခုတော့မင်းတို့ကခွေးမဖင်တော့မှမင်းတို့တန်ကြီးမရှိဘူးမင်းတို့ပြောခဲ့တဲ့စကားတွေမင်းတို့ပါဇက်တွေ
မင်းတို့စိတ်တက်ဒီအောက်တန်းကြတယ်နော်ဒီ MND နဲ့ TN ရဲ့ဒီငနဲနှစ်ကောင်ပြောတာတို့တော်လိုင်းရဲဘော်တွေထိုးကျွေးပြီးတော့မင်းတို့ကမြုံမြက်မြက်လေးရယူသွားပြီးတော့အကွက်လှလှလေးရွှေ့သွားတာအေးအန်ယူဂျီကလူကြီးတွေကိုလည်းပြောဦးမယ်ခင်ဗျားတို့တကယ်လိုအပ်တဲ့နေရာတွေကိုရှာပေးသလားတော့ရှာပေးသိနေပြီနော်ခင်ဗျားတို့တကယ်လိုအပ်နေတဲ့နေရာတွေမှာတကယ်လိုအပ်နေတာပါခင်ဗျားတို့တိုင်းမဲ့လက်ပိုက်ပြီးကြည့်နေရတာခင်ဗျားတို့တခါလာလဲမကြခင်ထိုးစစ်ကြီးဆင်ပါမယ်ဆိုတော့ခင်ဗျားတို့အခေါင်းထဲတင်ခင်ဗျားတို့ထိုးစစ်ဆင်နေရတာအန်ယူဂျီကလူကြီးတွေကိုပြောတာနော်တလက်စားတယ်တခါတည်းပြောတာတကယ်လိုအပ်နေတဲ့အဖွဲ့တွေကိုမြေပြင်မှာကွင်းဆင်းပြီးတော့စုံစမ်းမှလေ့လာပါတကယ်လိုအပ်တယ်ဆိုရင်တကယ်ပံ့ပိုးပေးလိုက်ပါတကယ်လိုအပ်နေတဲ့အဖွဲ့တွေကလည်းသူတို့အတွက်တိုက်နေတာမဟုတ်ပါဘူးပြည်သူလူထုအတွက်နိုင်ငံအတွက်တိုက်နေတာပါသူတို့ကိုကြိုးစွန့်ပြီးတော့လုပ်နေတာနော်သူတို့အတွက်တခုမှမပါပါဘူးဒါတွေကိုခင်ဗျားတို့သိဖို့လိုတယ်နော်ခင်ဗျားတို့အပြစ်ပြောနေတာမဟုတ်ဘူးမခံနိုင်လို့ပြောပြနေတာတခါလာလဲခင်ဗျားတို့ကထိုးစစ်ကြီးဆင်မယ်တခါလာလဲထိုးစစ်ကြီးဆင်မယ်ခင်ဗျားတို့အခေါင်းထဲတင်ခင်ဗျားတို့ထိုးစစ်ဆင်နေတာခင်ဗျားတို့မိမ့်မိန်ထိုင်နေတာခင်ဗျားတို့ထွက်ပြီးတော့ပြောနေတာခင်ဗျားတို့လူမြင်ကောင်းလူကြားကောင်းအပြောနဲ့မလုံးနဲ့လက်တွေ့တကယ်လုပ်ပါခင်ဗျားတို့